မင်္ဂလာပါ MSB Motivation Speaker အောင်ဆန်းဝယ်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေတွေရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေဟာ quality တွေကောင်းတယ်ပစ္စည်းတွေကောင်းတယ်ဝန်ဆောင်မှုတွေကောင်းနေတဲ့ဒါတွေမှာဝယ်သူတွေသိမရှိလာတာတွေရောင်းအားတွေမတိုးတက်လာတာတွေရဲ့အကြောင်းရင်းဖြစ်တဲ့ marketing ရဲ့လူအများဆုံးမှားကြတဲ့အချက်၃ချက်ကိုကျွန်တော်ကပြောပြပေးသွားပါမယ်နံပါတ်1ပထမဆုံးမှားနေကြတဲ့အမှားတွေကတော့ကိုယ့်ရဲ့ကုန်ပစ္စည်းဟာလူတိုင်းနဲ့တဲ့တယ်လူတိုင်းကိုရောင်းချဖို့ပဲစူးစမ်းနေတာပါပဲလူတိုင်းကိုရောင်းချနေဖို့ရအတွက်စူးစမ်းနေခြင်းပါပဲ marketing ရဲ့နေရာမှာတစ်ခုရှိတယ်လူတိုင်းကိုရောင်းချဖို့စူးစမ်းနေခြင်းဟာမရောင်းရတာနဲ့အတူတူပါပဲဒီအကြောင်းအရာကိုမိတ်ဆွေကသိတော့ဆိုပြဿနာကိုဘယ်လိုဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲအဲ့တော့ကိုယ့်ရဲ့ကုန်စည်နဲ့ဝန်ဆောင်မှုကိုဝယ်ယူဖို့ရအတွက်ကျွန်တော်တို့ customer target customer ဖြစ်တဲ့ဝယ်သူအဖွဲ့အစည်းတိတိလေးကိုဦးတည်ပြီးတော့ကျွန်တော်တို့ marketing စီးနိုင်ရပါမယ်နံပါတ်1ဒုတိယအမှားအနေနဲ့ကိုယ့်ရဲ့ကုန်စည်တွေဝန်ဆောင်မှုတွေရဲ့အသေးစိတ်အချက်လက်တွေအခန်းကဏ္ဍတွေကိုအမွှန်းတင်ပြီးတော့မှရောင်းချနေခြင်းပါပဲမိတ်ဆွေရဲ့ပစ္စည်းကိုဝယ်မဲ့သူတွေကဝယ်ယူမဲ့ customer တချို့ကတော့ဒီပစ္စည်းဟာသူတို့အတွက်ဘာတွေသုံးဝင်တယ်လဲဘယ်ကဏ္ဍမှာအရာရောက်စီတယ်လဲဆိုတဲ့အကြောင်းအရာကိုပဲသူတို့စိတ်ဝင်စားကြတာပါဖြစ်ပါတယ်ဘာတွေပြင်ဆင်ရမလဲဆိုလို့ရှိရင် featuring ကိုပြောမဲ့အစားဒီပစ္စည်းကိုဝယ်ယူပြီးတော့သုံးစွဲလိုက်မယ်ဆိုရင်ဘာတွေကိုအသုံးဝင်ပြီးတော့ဘယ်လိုမျိုးအဆင်ပြေသွားမယ်ဆိုတဲ့အကျိုးကျေးဇူးတွေကိုပဲအဓိကပြောရမှာဖြစ်ပါတယ်နံပါတ်3တတိယအမှားကတော့ကျွန်တော်တို့ call to action မရှိတာပဲဥပမာပြောရလို့ရှိရင် CTA ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ပြီးတော့မှလေ့မယ်နှိပ်ရမှာလားဒီစာကြီးကိုအဆုံးထိဖတ်ပြီးတော့မှ follower ပဲပေးရမှာလားအဲ့လိုမျိုးခိုင်းစေမှုတွေသူတို့ကိုနောက်ထပ်လိုရမယ် challenge တွေမခေါ်ဘဲနဲ့ကျွန်တော်တို့ကစိတ်ဝင်စားမှာမဟုတ်လူတိုင်းစိတ်ဝင်စားမှာမဟုတ်ပါဘူးအဲကြောင့်ကျွန်တော်တို့ကဒီကဏ္ဍတွေကိုတည်သွားပြီလို့ရှိရင်ဘယ်လိုဖြည့်ရှင်းမလဲဆိုကျွန်တော်တို့ရဲ့ဒီ profile လေးကိုအဆုံးထိကြည့်ပြီးလို့ရှိရင် follower လေးတော့လုပ်ပေးခဲ့ပါဒါမှမဟုတ်လို့ရှိရင် share လေးတော့လုပ်ပေးခဲ့ပါဒါမှမဟုတ်လို့ရှိရင် comment မှာတစ်ခုကိုရေးသွားပါဆိုတော့ call to action တွေခိုင်းစီတက်နိုင်ရပါလိမ့်မယ်ကဲအခုမိတ်ဆွေတို့အနေနဲ့ဒီကဏ္ဍ၃ခုထဲမှာဘယ်အရာတွေမှားနေပြီလဲ comment မှာမိတ်ဆွေမှားနေတဲ့အကြောင်းအရာနဲ့မိတ်ဆွေမှားနေတဲ့အကြောင်းအရာလေးကိုရေးပေးခဲ့ပါမိတ်ဆွေရဲ့လုပ်ငန်းမှာမိတ်ဆွေရဲ့လုပ်ငန်းရဲ့ marketing ကိုပို့ပြီးထိရောက်ချင်တဲ့စနစ်တကျဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ page လေးကို follower လေးလုပ်ထားပေးပါကျေးဇူးများတင်ပါတယ်